လာရှိဒီနေ့မှာတော့မိုးပေါ်မှာစောက်ထားတဲ့ပူပေါင်းအိမ်လေးပေါ့နော်အိမ်လေးတစ်ခုပါပေါ့နော် ID လေးကတော့ဒီ ID လေးပေါ့နော်ဒါလေးပေါ့ဒါနော် ID ကတော့ရိုက်ပြီးပေါ့နော်ဒီမှာတော့မိုးမှာပဲရအောင်ဒီလိုပဲဘာမိုးမှာစောက်တာလဲတော်တကယ်လိုက်ပေါ့နော်မိုးပေါ်မှာစောက်တာပူပေါင်းလေးနေပေါ့နော်မိုးပေါ်မှာပြန်နေတဲ့အတိုင်းဟာပြအထဲဝင်ပြန်မယ်နော်ပေါ်ပဲလိုက်ပြန်မယ်ပူစီလုံးလေးစီလုံးလေးအမလေးတော်ဟေးမထဲဆောက်ရနော်တော်ဒီတဲ့ဒီမှာဆိုရှင်ထားလို့ရတယ်ပေါ့နော်ဒီလိုမှဆိုလို့ရှိရင်လည်းထိုင်ပြီးညဆိုင်မှာစားလို့ရမုန်လေးပဲစားတော့ပန်းလေးနဲ့စိုက်ထားနော်ပန်းလေးနဲ့လှတယ်ပီဇာဘူးမဖေးဒီသားလေးကတော့အိတ်ခံလေးပါပေါ့နော်အိတ်ခံလေးတကယ်လှတယ်ပေါ့နော်ဒီမှာစပါလေးနဲ့အိတ်ခံလေးမိကပ်ပိတ်လို့ရတယ်ဒီရတယ်လိုက်ကလေးပိတ်လို့ရတယ်နော်ဒီသားလေးတီးပြီးလေးဒီမှာမီးဖို့ဆောင်လေးပေါ့နော်ဒါမီးပဲဖိနေပေါ်တက်ပြန်မယ်နော်အပေါ်တက်မှာတော့ဘာရှိလဲဒီဟာမချက်ဘူးဟဲ့ဘာတိတာတက်လေးရတော့ရှင်အဒီမှာတိုင်းပိတ်ချရတော့နော်လူလုံးမပြောရင်မရှိဘူးဒီအပေါ်တက်မှာတော့ဘာမှမရှိဘူးပေါ့နော်ပုံနေမှာစပိန်နေပုံလေးဝစ်ချက်ဒီစင်မေအားလုံးပဲကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲပပ